င်္ဂလာပါဒီနေ့ကတော့မန္တလေးမှာလုံးအကြိုက်ဆုံးထမင်းဆိုင်တွေထဲကတစ်ခုဖြစ်တဲ့အာတာဝတီရဲ့မနက်ပိုင်းသူတို့ဆိုင်မခင်းခင်မှာဘယ်ဟင်းဘယ်ငါးတွေကိုဘယ်လိုချက်ပြုတ်ကြလဲဆိုတာကိုဆက်စုဖို့အတွက်လုံးဝဒီကိုရောက်နေရပါအဲ့ဒီဆိုင်ကလုံးလွန်ခဲ့တဲ့နှစ်တွေတုန်းကလည်းစားတဲ့ဟာလေးကိုလုံးညွန်ခဲ့ဘူးတလို့ပေါ့နော်လုံးဝီဒီယိုမြင်ပြီးတော့သွားစားတဲ့သူတွေကလည်းလုံးကိုလာပြီးတော့သဘောကျတယ်စားကောင်းတယ်စားသဖြင့်ထက်ဆင့်ပြောကြတာတွေပြန်တွေ့ရလို့လုံးအရန်လဲဝမ်းသာပါတယ်သွားစားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီနေ့မှာတော့လုံးဝဒီဆိုင်လေးရဲ့နောက်ွယ်ကအသေးစိတ်ပြင်ဆင်ချက်ပြုတ်ပုံလေးတွေကိုရိုက်ကူးမှာဖြစ်ပါတယ်လုံးနဲ့တူတူလိုက်ခဲ့ပါအောင်ရှင်အာတာဝတီကဘလို့ကနေဘလို့စားပြီးတော့လုံးဖြစ်သွားတာပါလေဝါသနာပါပဲအဓိကတော့ဝါသနာပဲပြောရမှာပေါ့သမီးဒါတွေကဝါသနာပါမှလည်းလှုပ်လို့ရတာဟုတ်သမီးကလေစပြီးတော့ရောက်တော့ကအခြားဟင်းတွေအရသာကိုအလောက်တောင်မဟုတ်ခင်ကတည်းကပဲဟင်းအရသာကိုမြည်ပြီးတော့အိုးကောင်းလိုက်တာဆိုတော့ခံစားရပါဘောနော်အဲ့လိုဆိုတော့ပဲဟင်းရဲ့လျှို့ဝှက်ချက်ကဘာဖြစ်မှာပါလဲနော်ဒီကလျှို့ဝှက်ချက်ကကြတော့ကလေးပဲကြည့်မဟုတ်ဘူးသမီးကလေးပဲကနည်းနည်းဟင်းမှုံယုံလေးပဲထည့်ထားပြီးတော့ပဲစင်းကိုချက်တာတနေ့ကုန်ရေးငက်ချင်းမဖြစ်စေဘူးအလီတို့ပဲဟင်းကအလီတို့ရဲ့လျှို့ဝှက်ချက်ကတော့အဲ့ဒါပဲပဲကလာဟင်းထဲမှာဆိုတော့အတီးနံပဲနှမျိုးလောက်ပါပါနဲ့ဒီနံကဘူဒီခန်းဒီမုလာဥပါမယ်ပြီးရင်ဒီခန်းညင်ဒီပဲတောင်းရှည်ပါမယ်ပြုံကြီးကဒုတိယဆင့်ထည့်တရုံအဲ့လိုအကြီးထည့်ထားတာသူကပျော့လွယ်တယ်သူကရွှေပြုံကြီးကလေဒါအစာဝင်အောင်နယ်ထားပြီးတော့မှအဲ့ဒါထည့်မှာအစာဝင်အောင်နေရကြလဲကိုမဆလာနဲ့ပဲကိုနေရပါကိုမဆလာနဲ့ပဲသမီးအကုန်အိမ်မှာကြိတ်တုံးတာရုံးမေဒီကိုလှော်မှာလှော်ပြီးတော့မှအန်ဒီတို့ကျတော့ဖိုင်နယ်မှာထည့်တာလေချွဲတာတို့ကြေးတာတို့လုံးဝမဖြစ်တော့ဘူးဒါမဲ့အချင်းဟင်းနဲ့ဒီပြီးဆုံးပဲကလာဟင်းနဲ့ကမတူတဲ့အချက်တွေကအဲ့လိုလေးတွေပေါ့အစင်စင်သုံးရတာဟိုလိုမျိုးအကုန်ရောတော့ပြီးတော့မှချက်လို့မရဘူးနော်ဒါမျိုးဒီမှာမီးပဲနှစ်ခွင်လောက်ကိုပြိုင်တူသုံးတာပါတယ်မီးက2ခွင်4ခွင်5ခွင်6ခွင်ရှေ့မှာနဲ့ဆို10ဖို့ပေါ့10ဖို့လုံးပြိုင်တူလုံးမှာဒါမျိုးမနက်10နာရီဆိုင်ခင်းဖို့မိရပါပေါ့နော်ခုပေါ့ချက်ရင်ရောင်းရင်းမှာပဲသမီးရအခုဒါမနဲ့အိမ်အဝင်တန်းတွေက9နာရီဆိုစဝင်ပြီချက်ပြုတ်ထဲမှာအပြင်ဝင်တန်းကတော့6နာရီမှရောက်မှာဒါပေမဲ့အာနာဝတီကပဲ2နှစ်ရှိပါပြီလေ10နှစ်ပြည့်မှာသမီးလေးဒီနှစ်ထဲမှာပါလားနှစ်ထဲမှာပြည့်မှာအန်ဒီတို့ပဲကိုအနှစ်အရင်ဖြစ်အောင်လုပ်ရတာအနှစ်ဖြစ်အောင်လုပ်ပြီးမှဒီလိုရေကြိုရတာပဲကိုလည်းကြိတ်မသုံးဘူးသမီးလေးအရင်ပြုတ်ထားတာအိနေအောင်ကြိတ်ထားတဲ့ပဲနဲ့အန်ဒီတို့နူးအောင်အိအောင်ပြုတ်ထားတဲ့ပဲနဲ့မတူဘူးဒါအမကတလတစ်ခါပုံမှန်ပဲလော်ရဲဟာပဲလားစင်သုံးတဲ့ဟာပေါ့တစ်စဘိုးခါဒါတွေကဒီလိုလုပ်လို့မရဘူးလှော်ပြီးမှကြိတ်ရတာဒါနန်းစီပေါ့မှုံတို့ဆေးတို့မပါတော့ဘူးပေါ့မဆလာဆိုရင်မှုံပဲကြောက်ရမှာပေါ့နှစ်ချို့ပစ္စည်းနဲ့ကိုလားစင်ကြိတ်သုံးတာနဲ့စားသုံးသူကိုသိစေခြင်းနဲ့ကိုကပင်ပန်းခံတဲ့အကြောင်းပေါ့သမီးရဲ့ဒါလေးပါပဲဒါအယောင်နဲ့သုံးတဲ့ပစ္စည်းနော်သူကငရုတ်သီးမှာနည်းနည်းလေးမဲသွားရင်သူကဒီထဲမှာမှု့ပါတယ်လေဝယ်သုံးရင်ကြတော့အဲ့ကိစ္စကအဆင်မပြေဘူးစိတ်မချရအောင်လက်စီဟာဆိုမဆက်ပဲနဲ့အယောင်လှတဲ့ဟာငရုတ်သီးအပုပွားပေါ့ဟိုဟာဖားလက်ချောင်းကြော်ထဲပါတယ်ငရုတ်သီးချောင်းကြော်ချမောင်းကြော်အကုန်လုံးဒါအန်ဒီတို့မွတ်ဆက်စိတ်ထောင်းကြက်ထောင်းရှိမယ်ငါးကြော်နှက်ရှိမယ်ထားတာလေးတွေပေါ့ဆေးဆိုးမပါဘူးမှုမပါဘူးဟုတ်အသေးယောဂရဲ့အဓိကဒီငရုတ်ပြီးမှုပဲအဲ့ဒါကိုအန်တီတို့စီမှာမသုံးကျက်တွန်ကြော်ကိုကြော်သုံးတာဟိုလိုကော်မပါဘူးသူကအစိုးကြိတ်တာတဝက်ကြော်တာတဝက်ပေါ့ကြော်တာကြအသားနဲ့တွေကိုဒီကြော်ပြီးသားလေးနဲ့ပေါ့ဘာလဲချောင်းကြော်ဆိုလဲကြော်ပြီးသားလေးနဲ့ဟုတ်လက်ဒီမိတ်ကဘာမှမသုံးဘူးကျုံးဝင်တန်းများတယ်တမီလေးစေးအကူတင်တန်းပေါ့ကုမ္ပဏီဝန်ထမ်းသမားတွေများတယ်အဓိကဖောက်တယ်တွေကသူတို့ပေါ့တစ်ခါစားပြီးရင်နောက်ထပ်စားဖို့ပဲရှိမှာမစားချင်ဘူးဆိုတဲ့လူတော့မရှိစေရဘူးဈေးနှုန်းလို့လဲသူတို့အတွက်အဆင်ပြေစေရမယ်အဲ့လိုမတက်လို့တော့မရဘူးပေါ့တမီးရဲ့နည်းနည်းချင်းလေးပဲတက်ပေးရတာပေါ့လက်ပတ်နိုင်ရင်တော့ပြီအဲ့လိုလေးလုပ်ထားလိုက်တမပဲဟင်းကတရက်ကိုပဲဘလောက်နဲ့အဲ့လိုမျိုးကြိုရရပါလေပဲဟင်းကနိုးစီဘူးနဲ့ဆိုရင်တော့တမီးအလုံး20ပေါ့အော်လုံး20ပဲပိတ်တာနဲ့ဆိုရင်တော့3ပိတ်တာပေါ့ဒီလိုစီပြင်းတဲ့ချိန်မှာထည့်ရင်ပဲကလာရဲ့အယောင်ကအလောက်မလှရှာဘူးအယောင်တင်ကိုတို့မကြွအောင်လို့နောက်ဆုံးခွေမောဝါချပြီးမှထည့်ရပါဟုတ်ဆိုင်မှာစားလို့ရှိရင်လေပဲကလာဟင်းကို free flow ကျွေးရအောင်အကြိုက်ဆုံးပဲဘယ်နှစ်ခွက်တောင်လုံးဝဆိုင်ရမတွေကဥစ္စာမဖြစ်ဘူးထည့်ပေးရှာချရတယ်တူလေဟိုစတင်ကြတဲ့ဒီပဲကလာဟင်းလေးပဲပေါ့ကျွေးမယ်ပေါ့သူများနဲ့မတူဟာလေးပဲပေါ့ကိုကအိုက်ချက်ကြီးလေးတိုင်းပဲအခုလဲအဲ့ဒါပဲမလောက်မှလားထက်ချက်မှလားပဲမလောက်မှလားညီမချင်းလေးကထက်ချက်လိုက်တာ
မိဖို့ကြောင့်မှအလေးအပစ်မားစရာရှိလဲအမျိုးသမီးတွေပဲစုကပေါင်းကမချလိုက်တာပါပဲပေါ့ အဲ့လိုပါပဲရှေ့မှာတော့အကိုကြီးနဲ့အန်တီမျိုးသားရဦးစီးပြီးတော့လောက်ကြတာကိုကိုရီးယားနောက်တန်းတပည့်တွေနဲ့ပဲဒီကတူမတွေနဲ့သမီးဒီမှာအယောင်လေးကိုကြည့်ဒါအသီးနူးအောင်အရင်အုပ်ရမှာသမီးအဲ့ခင်းဒီနူးမှဒီပြုတ်နီးထည့်ရမှာရှေ့ကိုရောင်းတဲ့စီရောက်မှခင်းချင်းဒီရဲ့ရုံးတွေဒီလော်ပြီးသားရဲ့တဲဒီရဲ့ထည့်ရမှာ ရှေ့မှာလဲသမီးတို့ခွေနဲ့တည်ထားတာပါနော် တနေ့ကုန်အဲ့လိုပဲကြိုထားလိုက်တာပဲသူကအပူပေးထားတာဟုတ်ဒီမှာတော့လုံးဝပြီးအောင်လုပ်ရတာပေါ့ညီးများများနဲ့ ရွှေဖြုံတရားဒီမှာဒါအတုံးကြီးထည့်ရပါမယ်လေသမီးတို့12နာရီတစ်ချက်ထိုးနောက်ကြပြီးမှစားတဲ့အချိန်ဆိုတော့လုံးဝတိတိလေးပဲကြံတော့ ဟုတ်တယ်သမီးအာလူနဲ့ချက်တဲ့နီးလေးကတနည်းပေါ့အန်ဒီတို့ကကြာရွှေဖြုံကြီးနဲ့ချက်တဲ့နီးပေါ့မျိုးသားရဲ့ရောက်ဖာလုံးဝဟိန်ထူတမဲအစ်စ်သူကအဲ့ဒါလေးကိုတင်ပေးထားတာဒါအန်ဒီတို့ကြာဒါဟိန်ထူတမဲနီးခေါ်တယ် အာတာဝတီမှာကအသီးအရွက်အသားငါးတွေကိုဟိုးပင်ရင်လက်ကားတိုင်းတွေကနေလက်လက်ဆက်ဆက်ဝဲချမ်းချက်ပြုတ်ကြတာလို့သိရပါတယ်။အသားငါးတွေကိုတေချာဆေးကြောတန့်စင်ပြီးရင်သက်ဆိုင်ရာအချိုးစားအလိုက်အရသာသွင်းနဲ့နှက်ကြပြီးတော့မင်းသွေးပူပေါ်မှာဆိတ်ရှည်လက်ရှည်အနှစ်ကျအောင်တည်ပြီးတော့နူးနက်တဲ့အထိချက်ပြုတ်ကြပါတယ်။အရန်အဖြစ်ရောင်းပေးတဲ့အရွက်တုပ်တွေကိုလည်းပေးနိုင်အမယ်တွေအပြင်ရာသီပေါ်ဆေးဘက်ဝင်ဟင်းသီးရွက်တွေကိုလည်းရတတ်ပါတယ်။အတုပ်အနေတွေအတွက်ပဲချက်မှုကောင်းကောင်းပဲစီတန်တန်မြေပဲမှုကျက်သွန်နီအကျော်အစိမ်းလိုက်ဖက်ရထည့်ပြီးတော့တဘာဝအရသာကိုပေါ်လွင်ဖို့ဦးစားပေးတုပ်နေကြပါတယ်။ မနက်9 နာရီလောက်မှစချက်ပြီးတော့မနက်9 နာရီလောက်ကတည်းကကြက်သမျှဟင်းတွေကိုကြက်ရင်လှည့်ရင်ချရင်နဲ့ခင်းလာလိုက်တာအခုဆိုရင်9 နာရီခွဲကြော်လောက်မှာပဲဝယ်သူတွေစပြီးတော့ကြာနေပါပြီမဲ40လောက်ရှိတယ်သမီးလေးစိတ်ကတော့5မျိုးလောက်ပေါ့ကြက်5မျိုးလောက်ငါကတော့10မျိုးလောက်ရှိမယ်အမဲဝက်မရတော့ကြတော့အကုန်လုံးကလီစာလည်းပါမယ်ဝင်းနှွန်းသားလည်းပါမယ်ပင်လယ်စာလည်းပေါ်ပင်လေးအစုံထည့်ပေးတယ်နော်လက်ခယူအဆက်ချက်လေးရတယ်ခါလေးပြေးရင်ငါကင်းမွန်လေးထည့်ပေးတယ်ကြက်ဆိုလဲ5မျိုးလောက်ပေါ့အောက်တဲ့ကြက်ဥရှိမယ်ကြက်သဲမြင့်ရှိမယ်ကြက်အာလူရှိမယ်ကြက်ရင်အုပ်လိုက်ရှိမယ်အတုံးချက်လေးတွေရှိမယ်ပလိန်ကြော်ထားတာလေးတွေရှိမယ်အုပ်လိုက်နှက်တာစားခြင်းလည်းရမယ်မွှဆက်လေးလည်းရမယ်ကုန်းမောင်ချိုလေးလည်းရတယ် အသားဟင်းတစ်ပွဲကို2500တဲ့ဆိုတာနော်အခုခေတ်မှာတော်တော်ရှာရှာပါပါဖြစ်သွားပြီဟုတ်ဒါပေမဲ့အာတာဝတီမှာတော့လုံးလုံးဟာအခုထိအသားဟင်းတစ်ပွဲကို2500တဲ့နဲ့စားလို့ရနေပါသေးတယ်ဒါပေမဲ့လုံးအခုမျိုးစားတယ်လို့မျိုးပေါ့နော်အခုလိုမျိုးထမင်းပါမယ်ပဲကလာဟင်းရေပါမယ်ပဲကလာဟင်းရေက free flow ကိုပုံရင်ကုန်တလောက်တောင်းလို့ရတယ်ပြီးလို့ရှင်ဟော်ဒီရှေကရွှေပစုံချောင်းနဲ့တေချာလေးကြော်ပေးထားတယ်ဘာလကြောင်ကြော်ရဲ့ငပိရီတိုးစီရရဲ့ဒီရှေကအရန်ဟင်းတွေရဲ့ကအကုန်လုံးပေါင်းမှတစ်စုံကို6000နဲ့ပဲကြပါတယ်အဲ့မှာအသားဟင်းလဲပါမှာဆိုတော့ကိုကပေါ့နော်လောက်လို့လိုက်ပွဲထက်ယူရင်တော့မှ6000 6500လောက်နဲ့ထမင်းတစ်နက်ကိုအေးစိစားလို့ရပါတယ်တကယ်လို့မှကိုကအိမ်မှာထမင်းချက်ထားမယ်ဒီရဟင်းမဲဝယ်မယ်ဆိုလို့ရှိရင်တော့ငွေ1000လောက်နဲ့တောင်မှပေါ့နော်မနှက်ညကိုတေချာစားလို့ရတဲ့ဟာမျိုးရပါတယ်တပွဲကြိုးကြမတက်ခင်းထားတဲ့ဒီဟင်းတွေအကုန်လုံးရဲ့တန်ဖိုးကိုပေါင်းရင်တော့မှမြန်မာငွေ9000ပို့တော့မရှိပါဘူးလုံးမနောက်ဘူးအတီးပြောတာပါဘာလို့လဲဆိုတော့ဒီဘက်မှာရှိတဲ့ဟာလေးတွေက2500 3000တန်လေးတွေဖြစ်ပြီးတော့စိတ်သားလိုမျိုးငကိုဈေးကြီးတဲ့အသားမျိုးอ่ะမှာတပွဲကို9000အဲ့လိုမျိုးသွားတာပါပေါ့နော်ဆိုတော့လုံထားလေးကိုစပြီးတော့စားပါမယ်အရင်တုန်းကတည်းကလေဒီဆိုင်အလုံးကလက်ရကောင်းတယ်လို့ညွှန်ထားပူပါတယ်အဲ့လိုဆိုတော့အခုထိလည်းဒီလက်ရကိုထိန်းထားဆဲဖြစ်တာမို့လို့လုံးဒီဟာကိုပူပျော်ရွှင်ရွှင်လေးစားမှာဖြစ်ပါတယ်တကယ်လို့ဆိုင်ရချပေးတဲ့အရန်ဟင်းလေးတွေနဲ့မတင်းကြိမ်လို့ကိုကအရွက်တုပ်လေးအရွက်ကြော်လေးစားကျင်တယ်ဆိုလို့ရှိရင်လေတပွဲကိုမှ1000 1500တဲ့နဲ့ဒီလိုမျိုးတပွဲရမှာဖြစ်ပါတယ်ဆိုတော့လုံးစပြီးတော့မစားခင်မှာဒီဆိုင်မှာနှမယ်ကြီးတဲ့စိတ်တလုံးဟင်းလေးရဲ့အချိန်အကြာကြီးတေချာနှက်ထားတဲ့စိတ်သားနှက်လေးရဲ့ဟော်ရီကစိတ်တုံးဆက်ကြော်လေးရဲ့နဲ့လုံးအရင်ဆုံးတစ်ဖြက်ကိုစားမှာဖြစ်ပါတယ်ဒီလိုမျိုးစိတ်သားလုံးလေးဆိုလို့ရှိရင်လေဟောဒီမှာကိုယ်တိုင်အသားတီးတန့်ကိုကြိတ်ပြီးတော့လုံပြီးတော့အရသာတေချာနှက်ပြီးတွင်းပြီးတော့ချက်ထားတဲ့ဟာလေးဖြစ်ပါတယ်အနံ့လေးရလေးအရန်မွေးပါတယ်လုံးဝကိုယ်တိုင်လာပြီးစားကြစီချင်တယ်ပေါ့နော်ဒါမှလုံးပြောတာကပိုနေလားလိုနေလားကိုကိုယ်တိုင်သိမှာဖြစ်ပါတယ်လုံးအခုစားနေတဲ့စိတ်သားနှက်ဆိုလို့ရှိရင်လေ
ခုနပြခဲ့တဲ့အတိုင်းပဲမင်းသွေးမင်းဖို့ကြီးတွေနဲ့အချိန်ပေးပြီးတော့လုံးဝအီနေအောင်မှတ်ထားတာဆိုတော့ဇွန်ခင်းလေးနဲ့ဒီတိုင်းလေးခွဲချလိုက်ရင်မယ်အသားလွှာလေးတွေကသူ့ရဲ့အသားမြင်လေးအတိုင်းကွဲထွက်သွားတာပါနောက်ပြီးတော့ဒီဆိုင်မှာလုံးသဘောကြတာဟင်းအနှစ်လုံးဝကြတော့ဟင်းအနှစ်ကြိုက်တတ်တဲ့ပင်မျိုးပါပေါ့နော်အဲ့လိုဆိုတော့ဒီရဲ့ဟင်းအနှစ်လေးဆိုလို့ရှိရင်လေထမင်းအရမ်းမိန်ပြီးတော့ပါဇက်ထဲမှာအစားမွေးပြီးကြံခဲ့ပါတယ်ဒီလိုမျိုးစိတ်တုံး60လိုမျိုးငရုတ်တီးကိုအားပြုရတဲ့ဟင်းတွေမှာဆိုလို့ရှိရင်လေအာတာဝတီကအမတို့ကငရုတ်တီးကိုကိုယ်တိုင်ကြိတ်ပြီးတော့တုံးမှာမို့လို့လုံးဝစိတ်ချတခြားစားလို့ရပါတယ်ဘဲဟင်းလေးကိုနိုင်လုံးဝစိတ်မပြတ်ရတော့အရင်စားကောင်းပါတယ်တကယ်တော့အာတာဝတီရဲ့ signature လို့ပြောလိုက်လို့ရှိရင်လုံးဝတော့ဒီဘဲဟင်းကိုပြေးပြီးတော့မြင်တာပေါ့နော်လုံးလို့လာစားလို့ဘဲဟင်းကုံလို့ချင်းရဟင်းမဲစားရတဲ့ရက်ဆိုလို့ရှိရင်ရင်ထဲမှာခန္ဓာနာနဲ့တခုခုလိုနေတယ်လို့အမြဲခံစားရတယ်ဆိုင်စားဆက်ထဲမှာပါတဲ့ရွှေပစွန်ကြောင့်ဘာလက်ကြောင်တော်လေးကိုဒီလိုလေးပြင်ပြီးလို့ရှိရင်တော့ထမင်းလေးကိုဟောလိုမျိုးအားရပါရနေပြီးတော့တလောက်စားချလိုက်ပါပဲဟင်းရဲ့ချိုတဲ့စိတ်နဲ့မှုေးတဲ့အနံ့အရတာပြီးလို့ရှိရင်ရွှေပစွန်6ရဲ့အချိုလေးလေးနဲ့အဆက်ပပလေးပါတဲ့အရတာအဲ့ဒီနှစ်ခုပေါင်းဆက်သွားပြီးတော့အခြားဘာဟင်းမှမပိုင်တော့မှစားလို့အရင်ကောင်းနေဆိုတာယုံလိုက်ပါဒီကိုက်လန်တုပ်လေးရဆိုလို့ရှိရင်ပေါ့နော်အဖိုးလေးတွေကိုကြီးပဲနုနုလေးတွေရွေးပြီးတော့တုပ်ထားရလေးပါဒါလေးကိုလည်းလုံးဝအရန်တဘောကြပါတယ်တောင်ရှာပွင့်တုပ်လိုမျိုးဟာကြတော့အစာလဲဆေးလဲအစာလဲဝင်သွားပြီပေါ့နော်ခုနမြင်းခွာရွက်လိုမျိုးဟောလိုကြောင်ရှာရွက်တုပ်လိုမျိုးကခန္ဓာကိုယ်အတွက်ကောင်းတာမို့လို့မကြစားပေးတင်ပါတယ်ရန်ကောင်candy မီဖို့တော့မွေးလေးကိုခုလိုမျိုးစီစိမ့်လေးတွေအိနေအောင်အမြင်နဲ့နေစားခြင်းစရာလေးဖြစ်နေပြီပေါ့နော်ဒါလေးကိုလုံးကထမင်းလေးနဲ့စားမှာပါ candy မီဖို့တော့လေးကိုလုံးဝကြက်အလူလေးနဲ့တွဲစားပါမယ်အနှစ်ကြိုက်တဲ့သူတွေလုံးဝညင်မရတော့တဲ့ငါးကြော်ကိုအနှစ်ကလေးချင်းနဲဆက်နဲလေးနဲ့ပြက်နှက်ပြီးထားတဲ့ငါးကြော်နှစ်လေးကဒီလိုတပွဲလုံးကို2500ရဲပဲကြတာတဲ့လုံးဝဒါလေးကိုငါနှစ်ဖက်ချင်းတုပ်လေးနဲ့တွဲစားပါမယ်ငါးနဲ့စုံတွေ့ပါပြီပင်စိမ့်နဲ့တုပ်ထားတဲ့ငဖယ်ချင်းရဲ့ချင်းဆက်မွေးလေးရဲ့ခုနငါးကြော်နှစ်လေးရဲ့ငါးအသားအချိုလေးရဲ့တို့ရဲ့စက်သွန်နီလေးနဲ့လုံးဝအိကျနေအောင်ချက်ထားတဲ့အနှစ်ကလေးကအရသာရှိရရဲ့နဲ့ပေါင်းပြီးတော့ဒါမျိုးမှကောင်းတယ်မခေါ်ရင်ဘာလို့ကောင်းတယ်ခေါ်ကြအောင်မလဲနော်စိတ်နဲ့ပတ်သက်တဲ့ဟင်းတွေတိုင်း9000 6000ဖြစ်နေရတော့မဟုတ်ပါဘူးခုလိုမျိုးစိတ်ကြောနဲ့ညစ်ကလေးနဲ့ကိုပေါက်ဆန်းချက်ထားတဲ့ဟာလေးဆိုလို့ရှိရင်တပွဲမှာ3000တည်းပါ3000တည်းမို့လို့နည်းနည်းလေးပါမယ်တော့မထင်လိုက်ပါနဲ့အခုလိုမျိုးအစားနေတဲ့သူဆိုလို့ရှိရင်2ယောက်လောက်တောင်မျှစားလို့ရတဲ့တပကံမောက်ကြီးပါတာဖြစ်ပါတယ်လုံးဝလာရိုင်းနေလို့ပိုးထည့်ပေးထားတာမျိုးမဟုတ်ပဲနဲ့ဘယ်အချိန်လာစားဒီ portion ဒီပမာဏဒီအရတာပါပဲခုလိုမျိုးဘဲဥင6ချက်လေးကိုအာလူးလေးတွေအတီးရွက်လေးတွေရောပါတဲ့တပွဲကိုမှ3000ထဲပါအရဟင်းအနေနဲ့ချပေးလို့ရှိရင်လေဒီတိုင်းမျိုးကြီးပေးတာမဟုတ်ပဲနဲ့အရွက်တစ်မျိုးပဲတစ်မျိုးအဲ့လိုမျိုးလေးအာဟာရစုံအောင်လေးလည်းထည့်ပေးပါတယ်အခုလူကြီးဖြစ်လာတဲ့နောက်ပိုင်းမှာမြန်မာထမင်းဆိုင်တွေဝင်လို့ရှိရင်ဒီဆိုင်ကစေတနာတာတရားထက်တန်လားမထက်တန်လားကိုခုလိုမျိုး free ပေးတဲ့ငပိရီတို့စီအောင်ကြည့်ပြီးစုံရှုပ်ချက်တယ်ပေါ့နော်ပြောရမယ်ဆိုရင်အတီးရွက်တွေကရေးကြီးလာတာတော့မှန်ပါတယ်ဒါပေမဲ့ဒီဆိုင်မှာတော့အခုလိုမျိုးအတီးအရွက်ဆုံလင်းနဲ့ငပိရီမွေးချိုဆက်လေးကိုလည်းဒီတိုင်းချပေးနေတော့မှာပဲထမင်းဆိုတာလေဟောဒီမှာရှိရဟင်းအနှစ်ကလေးတွေနဲ့လူးဖတ်ပြီးတော့အတီးရွက်လေးတင်စားရင်တော့မှအရင်စားကောင်းပါတယ်ဗဇက်ထဲမှာသူကထမင်းစီတစ်လုံးချင်းစီကွဲပြီးတော့ဒီအနှစ်ရဲ့အရာတာနဲ့ထမင်းရဲ့အစီအနှစ်လေးနဲ့ပေါင်းပြီးတော့မြန်မာလူမျိုးဆိုတော့ခါဆက်ထမင်းနဲ့စားထမင်းကြိုက်တယ်လေနော်အာတာဝတီမှာဈေးနှုန်းနဲ့အရသာအပြင်အခြားသဘောကျတဲ့အချက်ကိုပြောရလို့ရှိရင်လက်ဆက်နဲ့တက်ရှိစားရတာပါလုံးကိုယ်တိုင်လည်းနှစ်ချက်စားဝင်တယ်လို့မျိုးလုံးရဲ့ချစ်ခင်ရတဲ့သူတွေဒီအိုဆိုလုံးဝလုံးအမေတို့လုံးတငယ်ချင်းတို့လုံးရဲ့ shooting တစ်ဖွဲ့လုံးကိုပါဒီမှာခေါ်လာပြီးတော့ကျွေးဖူးပါတယ်စားဖို့တဲ့သူတိုင်းလည်းလုံးကြိုက်တဲ့အချက်တွေကိုပဲထပ်တူမြင်ပြီးတော့ထပ်တူသဘောကျတဲ့အတွက်ကြောင့်လုံးရဲ့ page ကလုံးလုံးမျိုးအစားကြိုက်တဲ့တငယ်ချင်းတွေကိုလည်းလုံးကမန္တလေးမှာရောက်ဖြစ်ခဲ့လို့ရှိရင်အာတာဝတီမှာတစ်ခါတော့လာစားကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်